တရုတ်နိုင်ငံရဲ့လမ်းမတွေကပေါ့နော်ပို့ပြီးတော့တိတ်ဆိတ်လာတယ်ပေါ့နော်အရင်အထက်ဘာလို့လဲဆိုတော့သူတို့ရဲ့ electric car သုံးတဲ့ပမာဏပေါ့နော်တရုတ်နိုင်ငံမှာ electric car သုံးတဲ့ပမာဏတော်တော်လေးကိုမြင့်တက်လာတယ်ပေါ့နော်ဒီနှစ်ပိုင်းအတွင်းမှာပေါ့နော်အဲအကြောင်းကျွန်တော်တို့အရင်တော့ဆိုရင်စီနဲ့ထုတ်တဲ့ကားတွေကပေါ့နော်စီနဲ့မောင်းနေတဲ့ကားတွေကအတန်အရန်စုညံ့တယ်ဒါပေမဲ့ electric car တွေကတော်တော်လေးကိုတိတ်ဆိတ်တယ်ပေါ့နော်အဲအကြောင်းအခုဆိုရင်တရုတ်နိုင်ငံမှာ electric car သုံးစွဲမှုပမာဏတိုးမြင့်လာတဲ့အမျှပို့ပြီးတော့အတန်တွေကလည်းလမ်းမှာပို့ပြီးတော့တိတ်ဆိတ်လာတယ်ပေါ့နော်သူတို့စီမှာပေါ့နော်အိမ်စီးကားတင်မဟုတ်ဘူးပေါ့နော်ဒီ taxi တို့ပြီးရင်ဒီ bus car တို့ဘာလို့အစလမ်းမှာသွားနေတဲ့ bus car တို့ဘာလို့အစ electric car တွေဖြစ်လာပြီပေါ့နော်အဲ့တော့သူတို့ရဲ့ electric car သုံးစွဲမှုပမာဏကိုဘယ်လောက်ထိမြင့်တက်လာလဲဆိုတာခန့်မှန်းလို့ရတယ်ပေါ့နော်ပြီးတော့သူတို့နိုင်ငံမှာထုတ်တဲ့ electric car တွေရဲ့ quality ကလည်းတော်တော်လေးကိုကောင်းလာတယ်လို့သိရတယ်ပေါ့နော်အခုဆိုရင် BYD တို့ဘာလို့သူတို့နိုင်ငံထုတ်တဲ့ BYD တို့ဘာလို့ဆိုရင် Tesla တို့ဘာလို့ ਨੇ ရှင်းလို့ရပြီပေါ့နော် American ထုတ် Tesla တို့ဘာလို့ ਨੇ ရှင်းလို့ရတယ်ပေါ့နော် quality ကနောက်ပြီးတော့သတိထားမိလားတော့မသိဘူးလမ်းမှာပေါ့နော် fully electric car တွေကနံပါတ်ပြအစိမ်းရောင်တွေဖြစ်ပြီးတော့ C car နဲ့တခြား hybrid car တွေကနံပါတ်ပြအပြာပေါ့နော်တခြားနိုင်ငံတော်တော်များများမှာအဲ့လိုမျိုးမရှိကြဘူးဗျစိတ်ဝင်စားစရာကောင်းလို့ပါ